အားလုံးပဲမင်္ဂလာပါကျွန်တော်မန်ပရီယာကာဝေဆော်ဝဲပေါ့နော်ဒီ MEC OS လို့ပေါ့နော် MEC OS Intel မှာလက်ရှိအသုံးပြုနေအောင်ကျွန်တော် YAML ဖိုင်လေးထုတ်ထားပြီးဖြစ်ပါတယ်ဒီမှာမန်ပရီယာကိုကျွန်တော်စဖွင့်ပြီးဆန်းပြပါမယ်အခုဒီမှာမန်ပရီယာဖွင့်လိုက်တယ်ပေါ့နော်ကျွန်တော်ဗီဒီယိုချင်းကြောင်းအောင်ဆိုတော့ခဏ pause လိုက်မယ်ခဏလေးပလီယာအခုတက်လာပါလိမ့်မယ်ဟုတ်နော်အဲ့ဆိုရင်ပလီယာတက်လာပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော် full screen ကိုလုပ်လိုက်မယ် full screen ဟုတ်နော်ဒါဆိုရင် full screen မို့ဖြစ်နေပါတော့အဲ့တော့ကျွန်တော်တချင်းတစ်ပုတ်ဆန်းဖွင့်ပြမယ်ကျွန်တော်ဒီမှာ tablet ကနေ connect လုပ်လိုက်မယ် connect ဟုတ်နော်ဒါဆိုရင် connect ပြီးရင် search ကနေကျွန်တော်တချင်းတစ်ပုတ်ဒီရပါနော်ဒီရလေးတချင်းတစ်ပုတ်ကျွန်တော်ဖွင့်ပြမယ် play now ဆိုပြီးတော့ TV မှာအရင်ဖွင့်ပြလိုက်မယ်ဟုတ်နော်ဒါဆိုရင် TV မှာ play နေပြီဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုကကိုကဒီ logo မှာလည်း play ကျင်တယ်ပေါ့အဲ့တော့ဒီအောက်ကဟိုနီနီခင်တော့ပေါ့ကျွန်တော်တစ်ချက်စမ်းကြည့်လိုက်မယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာလည်း play တယ်ပေါ့နောက်တစ်ခုကဒီဟိုဟာဗာလဲ TV screen ပေါ့နော် TV mode အဆင်ပြေလားမပြေလားဆို TV mode ကြည့်လိုက်မယ်ဟုတ်ပြီနော် TV mode လည်းအဆင်ပြေတယ်ဒီမှာ security ကတော့မေးတယ်ဗျအဲ့တော့ security ကိုကျွန်တော်တို့ကဒီမှာ open system setting သွားပြီးတော့မှကိုကဒီနေရာမှာ setting နေရာမှာအလောင်းလေးပေးထားတယ်ပေါ့နော်အဲ့ဒါဆိုရင်ရပါပြီဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့အခုဒီမှာအခုကျွန်တော်ဟိုပါပေါ့နော်နည်းနည်းရေးလိုက်မယ်ဟုတ်ပြီနော်ဒါဆိုစူတန်ဖြောက်မယ်ဟုတ်ပြီနော်ဒါဆိုရင်ကာရာအိုကေတချင်းဆိုနေတဲ့အချိန်ဖြစ်ပါပြီပေါ့နော်ဟုတ်ပြီအဲဆိုရင်ကျွန်တော်အခုဒီမှာ YouTube ကိုတစ်ချက်သွားမယ် YouTube ကိုတစ်ချက်သွားမယ်ပြီးရင်ကျွန်တော်ဒီမှာတချင်းတစ်ပုတ်ရှာလိုက်မယ်ပေါ့နော် search ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာโอเคအဲ့တော့ကျွန်တော်ဒီတချင်းကိုကျွန်တော်အခုဒီမှာ play now ဆိုပြီးဓာတ်ရိုက်ဟို play လိုက်မယ်ဟုတ်ခဏတော့ဆောင်းပေးပါဟုတ်ဒါဆိုရင်ခုနဖွင့်လိုက်တဲ့တောင်တမန်ရဲ့ကြပြပေါ့နော်မနောရဲ့တချင်းလေးပေါ့โอเคဒါဆိုလည်းအဆင်ပြေပြီပေါ့နော်ဟုတ်အဲ့တော့ဒီ tablet မှာဖွင့်ကြည့်လို့ရလားမရလားဒီရှေ့က default ကိုကျွန်တော်ဒီမှာဖွင့်ကြည့်လိုက်မယ်ပေါ့နော်โอเคဒီလိုတက်လာတယ်ဒါဆိုရင်တော့အဆင်ပြေပါပြီအဲ့တော့ဒီ play button လေးနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကိုယ့်ဖုန်း tablet မှာလည်း YouTube video လေးဒီလိုကြည့်လို့ရပါတယ်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်